BNN က 10-year Golden Visa Program ကိုရင်းနှီးမြှုပ်နှံသူတွေနိုင်ငံအရပ်ရပ်ကအတတ်ပညာရှင်တွေနဲ့ခရီးသွားဧည့်သည်တွေကိုရည်ရွယ်ပြီးသက်တမ်းတိုးနိုင်တဲ့ရေရှည်နေထိုင်ခွင့်ရ Visa Program ကိုမိတ်ဆက်သွားပါပြီရှင်။ဒီ program က BNN ကိုအရှေ့တောင်အာရှရဲ့ရေရှည်တည်တံ့တဲ့ခရီးသွားလုပ်ငန်းနဲ့ရင်းနှီးမြှုပ်နှံမှုဗဟိုချက်အဖြစ်မြင့်တင်ဖို့ရည်ရွယ်ထားပါတယ်ရှင်။ဒီ Visa Program က Visa လုပ်ငန်းစဉ်တွေကိုလွယ်ကူမြန်ဆန်စေပြီးတော့နိုင်ငံတကာခရီးသွားလာမှုကိုပိုအဆင်ပြေအောင်ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်ရှင်။ BNN မှာ10နှစ်နေထိုင်ခွင့်ရရှိမှာဖြစ်တဲ့ BNN Golden Visa Program လေးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီ program ထဲမှာ visa မျိုးစား3မျိုးရှိပါတယ်ရှင်။ပထမတစ်မျိုးက10နှစ်သက်တမ်းရှိတဲ့ Golden Visa ပါရှင်။ Long term နေထိုင်ခွင့်ပေးပြီးတော့သက်တမ်းတိုးနိုင်ပါတယ်ရှင်။ဒုတိယတစ်မျိုးက10နှစ်သက်တမ်းရှိတဲ့ Investor Visa ပဲဖြစ်ပါတယ်ရှင်။ BNN ရဲ့ခရီးသွားလုပ်ငန်းနဲ့စီးပွားရေးတွေမှာရင်းနှီးမြှုပ်နှံသူတွေအတွက်ဒီဇိုင်းထုတ်ထားပြီးတော့ရင်းနှီးမြှုပ်နှံမှုကိုဆက်ထိန်းထားရင်9နှစ်အကြာမှာ Permanent Residency ရှောက်လို့ရပါမယ်ရှင်။တတိယတစ်မျိုးကတော့9နှစ်သက်တမ်းရှိတဲ့ Talent Visa ပါရှင်။အထူးသဖြင့်ခေတ်စားနေတဲ့ IT နယ်ပယ်တွေမှာအရေးချင်းမြင့်တဲ့ပညာရှင်တွေအတွက်ရည်ရွယ်ထားပြီးတော့ Visa သက်တမ်းတိုးလုပ်ငန်းစဉ်တွေလည်းလုပ်ရှင်ပါတယ်ရှင်။တန်ရုံးကိုကိုယ်တိုင်သွားစရာမလိုပဲ online ကနေရှောက်လို့ရပါမယ်ရှင်။ခရီးသွားဧည့်သည်တွေနဲ့စီးပွားရေးခရီးသွားတွေအတွက် Visa လုပ်ငန်းစဉ်တွေကိုရိုးရှင်းတဲ့ digital နည်းလမ်းတွေနဲ့ဆောင်ရွက်ပေးသွားမှာပါတယ်ရှင်။ BNN ရဲ့ economy နဲ့ tourism မြင့်တင်ဖို့ဖြစ်ပါတယ်ရှင်။နယ်ပယ်အသီးသီးမှာကျွမ်းကျင်သူတွေကိုဆွဲဆောင်ဖို့ဖြစ်ပါတယ်ရှင်။ခရီးသွားဧည့်သည်တွေကိုကြာနေနိုင်ဖို့အတွက်ဆွဲဆောင်ရင် tourism ကိုတိုးမြင့်တာပဲဖြစ်ပါတယ်ရှင်။ online ကနေရှောက်လို့ရတဲ့အတွက်လည်းအသုံးပြုသူတွေပိုအဆင်ပြေစေပါမယ်ရှင်။ဒီ program ကတော့ BNN မှာရေရှည်နေထိုင်လို့သူတွေအတွက်ဖြစ်ပါတယ်ရှင်။အသက်လည်းကြီးပြီး ACC တက်တောင့်တက်တာလည်းနေချင်ပြီဆိုသူတွေအတွက်လည်းဖြစ်ပါတယ်ရှင်။နယ်ပယ်တစ်ခုခုမှာအထူးကျွမ်းကျင်တဲ့ experts တွေအတွက်လည်းဖြစ်ပါတယ်ရှင်။ BNN ရဲ့စီးပွားရေးနဲ့ခရီးသွားလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံလို့သူတွေအတွက်လည်းဖြစ်ပါတယ်ရှင်။ဒီ Golden Visa Program ကနေထိုင်ခွင့်9နှစ်ကနေ10နှစ်ထိရနိုင်ပြီးတော့ခရီးသွားလုပ်ငန်းနဲ့ရင်းနှီးမြှုပ်နှံမှုအတွက်နိုင်ငံခြားပညာရှင်တွေလည်းရှောက်လို့ရပါတယ်ရှင်။ဟနွိုင်းဟိုချီမင်းစီးတီးဒနန်တို့မှာနေထိုင်ရတာသက်သာပြီးတော့နိုင်ငံတကာကြောင်းဆေးရုံအင်အားတွေလည်းရှိပါတယ်ရှင်။2025ပထမ4လအတွင်းမှာတင်တရုတ်၊တောင်ကိုရီးယား၊ထိုင်ဝမ်၊အမေရိကန်စသဖြင့်ခရီးသွား9.68တန်းကျော်ရှိပြီလို့ရေးသားထားတာကိုလည်းတွေ့ရပါတယ်ရှင်။ Golden Visa နဲ့ BNN ဟာမကြခင်မှာအာရှရဲ့ Superstar ဖြစ်လာမလားဆိုတာကိုကျမတို့စောင့်ကြည့်ကြပါမယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။